ဟုတ်ပြီဒီထဲမှာစီးပွားရေးလုပ်ငန်းရှင်တွေပါတယ်ကိုပိုင်လုပ်ငန်းကိုလုပ်နေတဲ့လူတွေပါတယ်ဒါမှမဟုတ်လေတစ်ချိန်ချိန်မှာကိုပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားနေတယ်ကိုယ့်ရဲ့ business ကိုတကယ်လုပ်ကင်တဲ့အခါမှာကိုယ့်ရဲ့ business performance ကတကယ်ကောင်းလားမကောင်းလားဆိုတော့ကိုသိနိုင်မှုအတွက်ကျွန်တော်တို့ကကိုယ့်ရဲ့ business performance ကဘာလဲဆိုတာကိုကျွန်တော်တို့အရင်ဆုံးကြည့်ရအောင်စီးပွားရေးလုပ်ငန်းတစ်ခုကောင်းတယ်လုပ်ငန်းတစ်ခုကကောင်းကောင်းမွန်မွန်လည်ပတ်နိုင်တယ်ကောင်းမွန်တဲ့အခြေအနေရှိတယ်ဆိုရင်တဲ့လုပ်ငန်းတစ်ခုရဲ့စွမ်းဆောင်ရည် performance ကျွန်တော်ထပ်ပြောပါမယ်ဒီထဲမှာကုမ္ပဏီကိုအုပ်ချုပ်နေတဲ့သူတွေပါမယ်ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးပဲဖြစ်ဖြစ်စပြီး set up လုပ်ဖို့စဉ်းစားနေတဲ့သူတွေပါမယ်ဆိုရင် business organization တစ်ခုရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည် performance ကို measurement လုပ်ဖို့ကျွန်တော်တို့ဘာတွေစဉ်းစားမလဲဒီနေ့ကျွန်တော်တို့အချက်6ချက်နဲ့ကျွန်တော်တို့ဆွေးနွေးကြတာပေါ့နော် financial performance ကြိုက်တဲ့စီးပွားရေးလုပ်ရှုံးမြတ်တော့ရှိတယ်စီးပွားရေးလုပ်တယ်ဆိုတဲ့ကကျွန်တော်တို့ကမျက်ချင်လို့လုပ်တာဟုတ်ဘယ်သူကအရှုံးခံပြီးလုပ်မလဲ financial နဲ့ပတ်သက်တဲ့ performance အဲ့တော့ကျွန်တော်တို့လုပ်တဲ့စီးပွားရေးဒီတခါလေကျရင်ဖြစ်တတ်တယ်စီးရင်ထဲမှာတော့မြက်နေတယ် cash flow ကမလဲဘူးအကျွေးတွေကများနေတာလားရရန်ရှိတွေများနေတာလားပေးရန်ရှိတွေများနေတာလား business ရဲ့ turnover တွေဘယ်လောက်လဲနေလဲ financial turnover တွေကဘယ်လောက်ဖြစ်နေသလဲ financial ratio တွေကဘယ်လောက်ဖြစ်နေသလဲဆိုတဲ့အချက်လက်တွေကျွန်တော်တို့လာကိုရင် financial statement တွေထွက်လိမ့်မယ်အဲ့ဒီ financial statement တွေပေါ်မူတည်ပြီးကျွန်တော်တို့ကြည့်တယ်တဲ့အဲ့ဒီမှာတော့ net profit ကဘယ်လောက်ပေါ့ gross profit ကဘယ်လောက်ပေါ့ COGS ကဘယ်လောက်ရှိမယ်ပေါ့ဒီလိုအချက်လက်တွေပေါ်မူတည်ပြီးထွက်လာတဲ့ net margin ကဘယ်လောက်ပေါ့ဒါနားလည်အောင်ရိုးရှင်းပြောရင်တော့ဒီ financial performance တွေကလေလုပ်ငန်းရဲ့ business performance အနေနဲ့ key တစ်ခုအနေနဲ့ကျွန်တော်တို့ကြည့်အဲ့တော့ကိုယ်လုပ်ငန်းစီးပွားရေးအခြေအနေကောင်းနေသလားရရှိဆက်သွားနိုင်မှုအခြေအနေရှိသလားအရှုံးမြတ်တွေဘယ်လောက်ရှိနိုင်သလဲလက်ရှိမှာအကျွေးတွေဘယ်လောက်ရှိသလဲဒီလို indicator တွေ financial performance တွေကိုကျွန်တော်တို့ကြည့်ရမယ် okay ဒါတွေကောင်းရင်ကောင်းတယ်ပေါ့အဲ့တော့လုပ်ငန်းတစ်ခုအနေနဲ့မျက်နှာယုံနဲ့ပြီးပြီလားတဲ့ရေရှည်မှာတည်တဲ့ခိုင်မြဲဖို့အတွက်စူးစမ်းမယ်ဆိုရင်နောက်တစ်ခု customer ဆိုတဲ့ performance ကောင်းရမယ်တဲ့ business လုပ်တာလေဗျာပစ္စည်းပဲထုတ်ဝန်ဆောင်မှုပဲပေး service ပဲလုပ်ကျွန်တော်တို့မှာ customer တွေရှိတယ်လေနောက်ပစ္စည်းထုတ်တဲ့လူကလည်းသူ့ပစ္စည်းကိုဝယ်မဲ့ customer ဝန်ဆောင်မှုပေးမဲ့လူကလည်းသူ့ရဲ့ဝန်ဆောင်မှုကိုရယူမဲ့ customer အဲ့တော့ကျွန်တော်တို့ရဲ့ customer တွေရဲ့ performance ကောင်းရမယ်အမြတ်ငွေတွေပဲရနေုံနဲ့ financial performance တွေကောင်းနေုံနဲ့မပြီးဘူးတဲ့ customer ဆိုတဲ့ indicator customer ဆိုတဲ့ performance ကလည်းကောင်းမွန်တဲ့အခြေအနေရှိရမှာကျွန်တော်တို့ပစ္စည်းကိုဝယ်ယူသုံးစွဲတဲ့ဖောက်တယ်တွေကကျေနပ်ရလား customer satisfaction တွေဘယ်လောက်ကောင်းလဲမြတ်တော့မြတ်ပါတယ် complaint တွေအများကြီးနဲ့တလားရှင်းလိုက်ရတဲ့ customer complaint တွေအများကြီးပဲ customer အသစ်တွေလည်းမရှာနိုင်ဘူး new customer outlet တွေလည်းမရဘူးရှိတဲ့ customer တွေကိုပဲထပ်ပြီးတစ်မျိုးပြီးတစ်မျိုးရောင်းနေရတဲ့အချိန်တွေကျွန်တော်တို့ business ကိုဘယ်လို extend လုပ်မလဲအဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုရဲ့စွမ်းဆောင်ရည်လို့ပြောရင် financial performance အပြင်နောက်ထပ် customer ဆိုတဲ့ indicator ကိုပဲကြည့်ရမယ်နောက်တစ်ခုထပ်ပြီးဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကဟုတ်ပြီ customer indicator လည်းကောင်းတယ် financial performance လည်းကောင်းတယ်လို့စဉ်းစားရင်ကိုယ့်ရဲ့လုပ်ငန်းအတွင်းမှာလုပ်နေတဲ့ operational performance သူများကပစ္စည်းတစ်ခုထုတ်ဖို့2နာရီကြာတဲ့အချိန်မှာကျွန်တော်တို့ကပစ္စည်းတစ်ခုလုပ်ဖို့9နာရီလောက်ကြာနေတယ်ကျွန်တော်တို့ရဲ့လေပတ်မှုအချိန်စီရင်နေလုတ်ကင်နေရတဲ့ operational work plan တွေဒါတွေကထင်တယ်လို့ပြီးမြောက်အောင်မြင်မှုရှိဘူးတဲ့လုံထုံးလုံနည်းတွေကလည်းတိကျမှုမရှိဘူးတဲ့ခဏပြဿနာတွေတက်နေတယ်တဲ့သူလုပ်ရမယ့်အလုပ်လို့ကိုလုပ်ရမယ့်အလုပ်လို့ဘသူရဲ့တာဝန်မှမရိုးရှင်းဘူးတဲ့ဘာပြီးရင်ဘာလုပ်ရမလဲဆိုတဲ့စနစ်တကျဖြစ်တဲ့ SOP တွေကိုလည်းတိတိကျကျမသိဘူးတဲ့အဲ့တော့ကျွန်တော်တို့ရဲ့ operational performance တွေလည်းကောင်းဖို့လိုတယ်တဲ့ဒါတတိယချက်အနေနဲ့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုကြည့်တဲ့အချိန်မှာစဉ်းစားတယ်ဆက်ပြီးကျွန်တော်တို့ကြည့်အောင်ဒီနေ့ခေတ်မှာဒီထဲမှာ HR မိတ်ဆွေတွေပါတယ်ကျောင်းသူကျောင်းသားတွေပါတယ် PBS and HR performance ဆိုတော့ကျွန်တော်တို့က financial performance customer performance operational performance တွေအပြင်ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းမှာရှိနေတဲ့ HR ရဲ့လုပ်ငန်းစဉ်တွေလူတွေရဲ့ performance တွေဝန်ထမ်းရေးကကင်တွေတဲ့လူတွေရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည် performance တွေစနစ်တကျဖြစ်ရလား systematic ဖြစ်ရလားတည်တည်ချာချာကိုလုတ်ကင်ထားနိုင်ရလားဆိုတဲ့ HR PBS and HR performance တွေကလည်းအရေးကြီးပြီအဲ့တော့နောက်တစ်ဆင့်ကိုကျွန်တော်တို့ထပ်ပြီးကြည့်တယ်ဆိုရင်တဲ့ learnings and growth performance ပေါ့အဲ့တော့ financial performance တွေကောင်းတယ် customer performance တွေကောင်းတယ် process တွေ operational performance တွေကောင်းတယ် PBS and HR performance တွေလည်းကောင်းဖို့လိုသလို learnings and growth လို့ပြောတဲ့ကိုယ့်အဖွဲ့အစည်းတွင်းမှာရှိနေတဲ့ဝန်ထမ်းတွေကလည်းသင်ယူလေ့လာမှုနဲ့တိုးတက်ဖွံ့ဖြိုးမှုကောင်းမှုလိုတယ်တဲ့အလုပ်တစ်ခုကိုချိန်ဖန်များစွာအချိန်များစွာလှုပ်လာတာနဲ့အမျှလူတယောက်ကကျွမ်းကျင်မှုရှိလာကျွန်တော်တို့အများအားပြောနေ scale လို့ပြောတာ scale ဆိုတာအဲ့ဒီအလုပ်ကို frequency များလှုပ်လေတက်လာလေပဲကျွမ်းကျင်လာလေပဲ
အလုပ်တစ်ခုကိုဒီလူက10ခေါက်လုပ်တယ်ဒီလူကအခေါက်100လုပ်တယ်ဒီလူကအခေါက်1000လောက်လုပ်ရင်အခေါက်1000လောက်လုပ်တဲ့လူကပိုကျွမ်းကျင်လာတယ်ပိုပြီးကျွမ်းကျင်မှုတွေရှိလာတယ် skill ဆိုတာကျွန်တော်တို့က mainly ပြောရင် frequency ပဲအဲ့တော့အဲ့ဒီ skill တွေနဲ့ခဏခဏလုပ်ရင်းနဲ့ဒါတွေပဲလုပ်ရင်းနဲ့ကျွမ်းကျင်လာတဲ့ skill တွေနဲ့အလုပ်တစ်ခုကိုကျွန်တော်တို့ကြားဘူးလိမ့်မယ်မျက်စိမိတ်ပြီးလုပ်တော့ရတယ်လုပ်ငန်းခွင်ထဲမှာဒါကျွန်တော်လုပ်လာတာကြာပြီကျွန်တော်အနေနဲ့ဒါကိုမျက်စိမိတ်ပြီးလုပ်ရင်တော့ရတယ်ကျွန်တော်ကျွမ်းကျင်တယ်ဖြစ်မှာပေါ့သူ့ရဲ့ frequency များများသူလုပ်ခဲ့တာ哦ဒါပေမဲ့ဒီကနေ့ခေတ်လို့အစ်စ်တွေပေါ်လာတဲ့အချိန်ဤပညာတွေအများကြီးပဲဖြစ်လာတယ်ဤပညာတွေကမနေ့ကနဲ့ဒီနေ့ပြီးခဲ့တဲ့2025နဲ့ဒီနှစ်2026 2029ပြောင်းလဲလာမှာအစ်စ်တွေကိုမတင်နိုင်ရင်တင်ယူလေးလာလို့စိတ်မရှိရင်တိုးတက်ဖွံ့ဖြိုးလို့စိတ်မရှိရင်အဲ့ဒီဖွဲ့စည်းကမအောင်မြင်ဘူးပတ်စံနေဘယ်လောက်မြက်ဘယ်လောက်ပဲတိုးတက်အောင်မြင်ဆိုတော့ learning and growth လို့ကျွန်တော်တို့ပြောတဲ့ performance ကလည်းကောင်းမှုလို့တယ်အဲ့တော့တော်ပါပြီဗျာဒါတွေပဲကျွန်တော်တို့လုပ်နေတယ်ဒီကတော့ကျွန်တော်တို့မျက်စိမိတ်လို့ကျွမ်းကျင်တယ်အစ်စ်တွေမတင်ချင်ဘူးတင်ယူလေးလာမှုအစ်စ်တွေမလုပ်ချင်တော်ပြီဒီလောက်နဲ့ရပြီဒီအသက်အရွယ်ကြီးမှဒါတွေလည်းမသိကျင်တော့ပါဘူးဆိုတော့ခေါင်းရှုံးမခံနိုင်တဲ့ဝန်ထမ်းတွေများနေတယ်ကျွန်တော်တို့ရဲ့ organization ကတင်ယူလေးလာမှုနဲ့ learning community learning organization မဖြစ်ရင်နဲ့ကျင်းနေတဲ့လုပ်ငန်းကအခုအောင်မြင်နေရင်နောက်9နှစ်10နှစ်အတွင်းမှာကြာရှုံးမှာပဲအဲ့တော့လုပ်ငန်းရဲ့ performance လို့ပြောရင်ဒီချက်ကိုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားဖို့လိုတယ်အရေးကြီးတဲ့နောက်ဆုံးတစ်ချက်ပါ strategic performance ကျွန်တော်တို့ကမေ့နေတာကျွန်တော်တို့ကနဦးစီးပွားရေးလုပ်ငန်းတွေလုပ်တယ်မှာရေတံမှုပဲရောင်းငွေကားဆိုင်ပဲဖွင့်ကုမ္ပဏီပဲထောင်ဝန်ဆောင်မှုလုပ်ငန်းပဲလုပ်ကျွန်တော်တို့လုပ်ငန်းတွေကိုစပြီးတည်ထောင်ခဲ့တဲ့အချိန်မှာလုပ်ငန်းတိုင်းမှာ strategic direction ဆိုတာရှိထားပြီးသားတနည်းအားဖြင့်ပြောရင်ကျွန်တော်တို့လုပ်ငန်းတွေရဲ့ပန်းတိုင်တွေရှိထားပြီးသားကျွန်တော်တို့ဘာဖြစ်ချင်လဲဆိုတာကျွန်တော်တို့ကိုယ်တိုင်စဉ်းစားထားခဲ့ပြီးသားအဲ့ဒီ strategic direction တွေနဲ့လုံနေရတဲ့ day to day operation တွေ daily routine တွေ operational တွေကစိတ်ဆက်မှုမရှိဘူးတဲ့လုံတော့လုံနေတာပဲအလုပ်ဖြစ်အောင်တော့လုပ်နေတာဒါမှမဟုတ်ရင်လည်းအဖြစ်လုပ်နေတာအလုံးမဖြစ်ရင်ဖြစ်လုပ်ကြမယ်ဆိုရင်ဖြစ်လုပ်နေတာအဲ့တော့ကျွန်တော်တို့သွားခြင်းနဲ့ strategic direction တွေ objective တွေကိုမရောက်ဘူးဆိုရင်ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကကျွန်တော်တို့သွားခြင်းနဲ့ပန်းနိုင်နဲ့ကိုက်ညီမှုမရှိဘူးတဲ့မြတ်နေလိမ့်မယ် customer တွေအနေနဲ့လည်းအဆင်ပြေနိုင်မယ်လက်ရှိ process တွေကလည်းသူ့အတူအဆင်ပြေနေတယ် HR ကလည်းသူ့လုံးတဲ့လောက်လုပ်နေတယ်တင်တဲ့လူကလည်းတင်တယ်တိုးတက်တဲ့လူကလည်းတိုးတက်တယ်ဘယ်သွားရမှမသိဘူး strategic direction လုပ်ငန်းတိုင်းမှာကျွန်တော်ပြောပါမယ်နောက်3နှစ်မှာဘာဖြစ်ချင်လဲနောက်5နှစ်မှာဘာဖြစ်ချင်လဲ proper မရှိတဲ့လုပ်ငန်းက strategic direction ရှိကိုမရှိတာကျွန်တော်တို့လုပ်ငန်းတွေပြောကြတယ်ဟာဆရာရဲ့ဒီလိုခေတ်အခြေအနေမှာကျွန်တော်တို့ကဘာတွေကိုမျှော်လင့်ရမှာလဲစီးပွားရေးနိုင်ငံရေးအခြေအနေနဲ့ကျွန်တော်တို့ဘာတွေလုပ်ရမှာလဲကျွန်တော်တို့မှာ direction တွေချမှတ်ထားတော့ဖြစ်လို့လားကြုံတယ်လို့ပဲရတဲ့ဟာနဲ့ဒီခွေးရောက်ရင်ဒီတက်နယ်လို့ဟိုခွေးရောက်ရင်ဟိုတက်နယ်လို့ပြီးသွားနေကြတာပါလို့ပြောနေတဲ့လုပ်ငန်းနဲ့အခက်ခဲကြားကလည်းကျွန်တော်တို့သွားခြင်းနဲ့ strategic direction တွေ objective တွေကိုရည်မှန်းချက်တိုင်းရောက်အောင်သွားနေတဲ့လုပ်ငန်း10စုနဲ့တစုကွာခြားတဲ့ခါကျရင်တွေ့ပါလိမ့်မယ်ကွာခြားမှုတွေအများကြီးရှိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ရဲ့ business စွမ်းဆောင်ရည်လုပ်ငန်းကောင်းမှုဆိုရင်အခုကျွန်တော်ဆွေးနွေးခဲ့တဲ့ဒီအချက်လေး6ချက်ကိုကျွန်တော်တို့ကြည့်အောင်ပါကျွန်တော်ပြန်ပြောပါမယ်ငွေကြေးဆိုင်ရာရလက် okay ကောင်းနေဖို့လိုတယ်ဖောက်တဲ့ဆိုင်ရာ performance ကောင်းနေဖို့လိုတယ်လုပ်ငန်းစဉ်တွေနဲ့အလုပ်လုပ်ပုံလုပ်နေတဲ့ process and operational performance တွေကောင်းနေဖို့လိုတယ်လူအဖွဲ့အစည်းတွင်းမှာရှိနေတဲ့ HR prepare and HR performance တွေကောင်းနေဖို့လိုတယ်တဲ့ကိုယ်အဖွဲ့အစည်းကတင်ယူလေ့လာမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေးလှုပ်ဆောင်တတ်တဲ့အလေးချင်းရှိတယ် okay ကောင်းနေဖို့လိုတယ်